အေးဟုတ်ပြီ ကိုရစားပါဆိုမှပဲခေါင်းမောက်ပြီးစားမှာပေါ့လို့စား စားပါဘောစားပါဘောအေးလေ ဘောလုံးမြိုင်စာရီရနော် ဘယ်ကောင်းတယ်မလား ကောင်းလား ဟုတ်ကောင်းတာလို့ကောင်းလို့ဆိုရတာမှန်နေလေ ကျွန်တော်တော့ကြိုက်တယ်ငါးသမင်းနဲ့တော့ကောင်းတာ ဒါဟိုဘာလို့လဲဒါဟိုထိုင်းလို့ခေါ်တာရှိပါတယ်ဗါလဲ အေးဒါကိုထိုင်းလို့ခေါ်တာပဲ ဟာဘာလဲမသိဘူး ဟောကပရင်းငန်းကတော့ကောလုံးပြီးဥပလာဘာလာပြီးသေးတိုးနေတယ်မသိဘူးဘာပါလဲဘယ်နဲ့မှပါပါ တိုင်းစကား လူတွေရလို့ပြောတာ အားလည်းကွာအဲ့တော့ အဲ့တော့ကျွန်တော်တိလိုက်လို့ရပြီလားအဲ့တော့ကျွန်တော်တော်တော်ပဲစားပါဘလို့ယူရမလဲလောနဲ့ယူရ အဲ့ဒါပထမကျောင်းတဲ့လူကနန်းနန်းမင်း နန်းနန်းမင်းအချင်းကြီးကောင်းသေးတယ် ပထမဆုံးရှုံး အဲ့လောက်မရအောင် ဘယ်လောက်ရလားလေအဲ့ဒါရ အဲ့ဒါ ရင်းလို့မကြိုက်ဘူးဒီကမဆုံးโอเคနောက်တစ်ခုတက်ပါ မရိုင်းတာကောတိုင်းစကားပြောကြတယ်တိုင်းလို့ခေါ်လဲကပေါက်ကရပြောလိုက်တယ်ဟာအဲ့ပေါက်ကရလို့ပြောလိုက်တာ ဟိုဒါဂျူးခွက်လား အကောင်ကြီးလားဒိုင်းနာမှာအကောင်ကြီး ကျွန်တော်ခွက်နေပြီဒါကျွန်တော်ခွက်တော့ဘာခွက်လဲ ဘာစကားပြောနေရတယ်နည်းနည်းနားတော့မလဲဘူးကိုတော့ပေါ့ မေးဒီလို ဟိုကဒီချက်လေးပါဟိုကလေးချက်လေးပါကိုလို့ ကျွန်တော်ဗားလဲပြိတ္တကြီးကျွန်တော်အနေအထိုင်စင်ငင်မပဲအပြောဆိုလဲစင်ငင်မပဲ ကိုကြီးဆုံးကိုကြီးလည်းလေးလာတယ် ဆောင်းပါပြီ ဘာလို့လဲခလေး ဟောလည်းကောင်းတယ်ဟောလေးပါဘာလဲတကူကလည်းယူ Why always me သူရပါသားပါပဲ ညင်တော့ ဟုတ်ကျွန်တော်ဒါစားကြတာအပြည့်လား စားပါ ဟုတ်ပါဒီဟာတမင်နဲ့ review လုပ်နေရလို့ငါတမင်တိုင်းဟိုတမင်တိုင်းမွေးငါလေးဘာလို့ why